Z900 နဲ့ပေါ့နော်Z900 နဲ့ MT-09 ရတော့ဒါတော့ဒီ900cc လို့ကြားမှာဆိုတော့ပြိုက်ပွဲကြီးပေါ့နော်ညီကိုတို့အနေနဲ့ပေါ့နော်ဒီနဲ့စီးရွေးချက်ပဲဆိုဘာတစ်စီးကိုရွေးချက်ပဲပေါ့နော်ကျွန်တော်ကတော့ဒီ MT-09 ကိုကြိုက်တယ်ပေါ့နော်လေးလုံးထုံးနဲ့တိုးလုံးထုံးပေါ့နော်တူနဲ့စီးမှလည်းအားသာချက်အားနဲ့ချက်တွေရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့09ကိုကြိုက်တယ်09ကဒီမော်ဒယ်နေ့ရုပ်ထွက်ရတော့ပြောစရာမလိုဘူးနော်တကယ်မိုက်တယ်Z900လည်းကျွန်တော်ခုလည်းအခု2020နောက်ပိုင်းထွက်နေပေးတွေပေါ့နော်အများကြီးကောင်းပိုင်းနေချာစက်ရုပ်ကောင်းလို့ဖြစ်သွားတာပေါ့နော်မင်းကောင်းလို့လို့ပေါ့နော်ဒီလိုဒီမှာအောက်မှာပုံမှန်တွေတော့ပေါ့နော်ဒီ BNM တစ်ချက်ရှိတယ်အဲ့ဒါထုတ်ထားလာပြီအဲ့ဒါလည်းကြည့်လို့ထားတယ်များတက်တယ်ဒီကောဟိုဖြစ်နေပေါ့နော်ကျွန်တော်ထင်တော့ဒီကောS1000ပေါ့နော်စီနေပဲပဲကျွန်တော် naked ပေါ့နော်ဟိုနဲ့ပြန်ရွှေထားလားမသိဘူးနော်ဒီ sport style ပြန်လုပ်ထားလားမသိဘူးတဲ့မှာဗျာတလို့ပဲတွေ့ရတယ်ပေါ့ความสุขมั้ยတလို့ပဲတွေ့ရတယ်ဆိုတော့ဒီความสุขมั้ยပုံမှန်ပဲဗျာကျွန်တော်ဟို S1000RR ဆိုပြီးတော့ဒီမှာတစ်ဖက်မှာ R နဲ့လို့ရှိရတယ်တလို့ဆိုတော့ကျွန်တော်ထင်တော့ဒီ naked နေကျွန်တော်ဟို support ပေးပြန်ရွှိုင်းထားတဲ့ပေးပြန်ဖြစ်နိုင်ရပါတော့โอเคကျွန်တော်နောက်တဲ့ပါလေးရှိမယ်တော့ကြည့်အောင်